2026ကမ္ဘာဖလားပြိုင်ပွဲအုပ်စုချက်တွေကြားရောက်နေတဲ့အင်္ဂလန်သည်2026ကမ္ဘာဖလားပြိုင်ပွဲကိုရာနှုန်းပြည့်နိုင်ပွဲရခဲ့ပြီးပေးကူးမဲတဲ့ခြေစစ်ပွဲအောင်ခဲ့သည့်တိုင်အင်္ဂလန်သည်ကမ္ဘာဖလားအုပ်စုအဆင့်မှာတော့အုပ်စုချက်အတွင်းမှာကြားရောက်ဖို့ရှိနေကြောင်းသိရပါတယ်။2026ကမ္ဘာဖလားခြေစစ်မှာရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်းပေးကူးမရှိမှတ်တမ်းကောင်းနေတဲ့ခြေစစ်ပွဲကိုအောင်မြင်ခဲ့တဲ့နာမည်ကြီးအင်္ဂလန်သည်ဟာတော့လာမယ့်နှစ်ပြိုင်ပွဲမှာအုပ်စုချက်အတွင်းမှာကြားရောက်နိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။2026ကမ္ဘာဖလားပြိုင်ပွဲအုပ်စုမဲခွဲတဲ့အခမ်းအနားကိုဒီဇင်ဘာလ9ရက်နေ့ကျရင်ဝါရှင်တန်မြို့မှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့အင်္ဂလန်နိုင်ငံဦးစားပေးအဆင့်သတ်မှတ်ချက်ရတဲ့အသင်းတွေထဲမှာပါဝင်နိုင်ဖို့မရှိပေမဲ့အုပ်စုချက်အတွင်းမှာကြားရောက်မဲ့အခြေအနေကိုတော့ရှောင်လွှဲလို့ရမှာမဟုတ်တော့ပါဘူး။2026ကမ္ဘာဖလားပြိုင်ပွဲကိုဥရောပဇုံက12သင်းဓာတ်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးတော့ကျန်4နေရာတော့ကတော့16သင်းအပြိုင်လူရမှာဖြစ်ကတောင်အမေရိကထိပ်သီးဥရုဂွေအာဖရိကနာမည်ကြီးအီဂျစ်နဲ့ဥရောပထိပ်သီးအသင်းတသင်းတို့နဲ့အတူတူကြားရောက်ဖို့ရှိပါတယ်။အင်္ဂလန်သင်းကအဓိကပြိုင်ပွဲကြီးတွေမှာဥရုဂွေအသင်းကိုတစ်ခါမှမနိုင်ဘူးသေးပဲ2014ကမ္ဘာဖလားပြိုင်ပွဲတုန်းကဥရုဂွေအီတလီတို့နဲ့ကြားရောက်ခဲ့ပြီးတော့နှစ်သင်းစလုံးကိုရှုံးနိမ့်ခဲ့တာကြောင့်မလို့အုပ်စုကနေပြီးတော့ထွက်ခွာခဲ့ရပူပါတယ်။အင်္ဂလန်သင်းကန်ကောင်းမယ်ဆိုရင်တော့ဩစတြေးလျတောင်အာဖရိကနဲ့အခုမှပထမဆုံးချိန်ကမ္ဘာဖလားခြေစစ်ပွဲအောင်လာခဲ့တဲ့ကာရစ်ဘီယန်အသင်းငယ်လေးကူရာကာအိုတို့နဲ့အတူတူဆုံတွေ့ဖို့ရှိကြောင်းသိရပါတယ်။